မင်္ဂလာပါရှင်ငိုဆောင်မတ်တမချက်ဖို့ပါမတ်တမဒီနေ့အပြန်လက်ဆောင်လေးတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်အပြန်လက်ဆောင်လေးတွေမှာဆိုရင်ဒါလေးကတော့ရေဘောချင်းစက်ကလေးပါရှင်ဒီအရှိရဟာလေးကတော့ပြည်ကြီးငါချင်းစက်ကလေးပါဒါကတော့ကနန်းမဆလာပါရှင်ဒါလေးကတော့ကနန်းသားမဆလာလေးပါဒါလေးတွေကလည်းပြည်ကြီးငါချင်းစက်ကလေးတွေပါပဲရှင်ဒါလေးကတော့6ဥစားဆက်မီနူးလေးပါရှင်ဒါလေးကတော့အပြန်မှာဆိုတော့ကော်ဂျီဘူးလေးနဲ့မတ်တမထည့်ပေးထားပါတယ်ရှင်ရှေ့ကတော့ကနန်းသားမဆလာလေးပါဒါတော့ပြည်ကြီးငါချင်းစက်ကလေးပါရှင်ဒါကတော့အနှစ်ကလေးနဲ့ပစုံအချိုချက်ကလေးချက်ပေးထားပါတယ်ရှင်ဒါတော့အရန်ဟင်းလေးတက်မှာဆိုရင်တော့ကျုပ်မှုကြော်လေးထည့်ပေးထားပါတယ်ရှင်ဒါလေးကနန်းခွက်ကြော်လေးတွေဆိုလို့ရှိရင်မတ်တမရှိမှာ9လုံးဆိုင်ရှိမယ်6လုံးဆိုင်ရှိမယ်10လုံးဆိုင်ရှိမယ်သူကတော့တပွဲကို3000ပါရှင်ဒါလေးကတော့ကနန်းမဆလာလေးပါရှင်သူကတော့4လုံးတပွဲကို2000ခွဲပါရှင်မတ်တမရှိမှာစက်ကလေးတွေဆိုလို့ရှိရင်2ယောက်စာကို3000ခွဲ3ယောက်စာကို4000 5ယောက်စာကို6000ပါရှင်10ယောက်ကအထက်ကိုမတ်တမရှိမှာ1000နှုန်းနဲ့ရပါတယ်ရှင်မတ်တမပစုံကင်လေးတွေတစ်ချက်ပြပေးပါမယ်ရှင်ပစုံကင်လေးတွေဆိုလို့ရှိရင်မတ်တမရှိမှာဒီလိုမျိုးလေးတွေရပါတယ်ရှင်သူကတော့အကောင့်20ကို2000ပါရှင်မတ်တမရှိမှာမှာယူခြင်းနဲ့ဆိုရင်4နှစ်နဲ့4ကိုချီ33ရောက်ခု9ခွန်1ရောက်9ခုနှစ်တွေကိုလည်းမှာလို့ရပါတယ်ရှင်မတ်တမရှိမှာအားပေးတဲ့တဦးတယောက်စီနဲ့မတ်တမအရင်ကျေးဇူးတင်ပါတယ်ရှင်